ကဲအစားချစ်သူတို့ရေဒီတခါတုံတန်ယုံစားလေးစားသားမရှိတဲ့ဝက်အချင်းတိုင်းတုတ်ကလေးကျမသုံးစားဖြစ်ပါတယ်ရှင်ဒါကတော့ဝက်အချင်းတိုင်းတုတ်ကလေးမှာပါဝင်တဲ့ပစ္စည်းတွေပါအရင်ဆုံးကော်ပီလေးကိုပပလှီးထားတာထည့်ပါတယ်ကျွတ်သွန်လေးကိုလည်းထည့်ပါတယ်ခင်းကျင်သီးလေးထည့်ပါတယ်ပြီးဝက်အချင်းတိုင်းလေးတွေကိုတိလေးတွေညှပ်ပါတယ်ညက်ကတာအလိမ့်လိမ့်ကလေးတွေဖြစ်နေတော့လေဟိုရှာတီရှာနေရှင်းညက်လိုက်နောက်ညက်လိုက်ညက်ကလည်းရှင်စားလို့အရန်ကောင်းပါတယ်တုံတန်ကတော့ဝက်ချင်းနိုင်နေပါရတိတ်စားလေးစားတာမရှိဘူးဒီတစ်ခါဈေးမှာတွေ့လို့ကြုံတော့ဝယ်စားကြည့်ရအောင်เนาะအရန်စားကောင်းပါတယ်ဒါကအရာသာစက်သားမှုတ်လေးထည့်ပါတယ်ငရုတ်စီအချင်းလေးထည့်ပါတယ်ပြီးငပြားလေးနည်းနည်းထည့်ပါတယ်နည်းနည်းမင်းလေးထည့်တယ်ငရုတ်သီးမကိုနည်းနည်းလေးပဲထည့်ပါတယ်အင်းရအမျိုးသားအဆက်မစားနိုင်လို့ပါရှင်ကဲဒါလေးပဲယူရှင်းရှင်းလေးပဲခင်းကျင်သီးရလည်းအချင်းတက်ပါတယ်အချင်းရလည်းကျွန်မမကြီးနဲ့လောက်ထားတဲ့အတွက်တက်မြာသီးမထည့်တော့ပါဘူးအားပါရနေပြီးလိုက်ပါတယ်ကဲရိုးရှင်းရှင်းလေးလွယ်လွယ်ကူကူဝက်အချင်းနိုင်တုတ်ကလေးတော့ရပါပြီရှင်ကျမဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်